ကြိုက်နှစ်သက်မယ်ဆိုရင် like and share လုပ်ပေးခဲ့ပါဦးရှင်။နောက်ထပ်စိတ်ဝင်စားစရာဇာတ်လမ်းများလည်းတင်ဆက်ပေးပါမယ်ရှင်။ကြည့်ရှုသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။နောင်တ၏အခြားတစ်ဖက်မှနှွေးထွေးသောရင်ခွင်ဝတ္ထုတို့ကိုခန်းစားနာဆင်ပေးကြပါဦးရှင်။အတန်ကို AI ဖြင့်ပြုလုပ်ထားပါသောကြောင့်အတန်ထွက်မမှန်ပါကတောင်းပန်ပါတယ်ရှင်။ရန်ကုန်မြို့ရဲ့စူညံမှုတွေကြားကလမ်းကြားလေးတစ်ခုထဲမှာမနှင်းရဲ့အချုပ်ဆိုင်လေးရှိတယ်။သူမသည်စက်ချုပ်ရတာထက်ပုံမူလှပသောအနာဂတ်ကိုကိုမင်းတန့်နှင့်အတူပုံဖော်နေသူဖြစ်တဲ့ကိုမင်းတန့်သည်ကုမ္ပဏီဝန်ထမ်းလေးတဦးဖြစ်ပြီးမနှင်း၏နှွေးထွေးမှုကြောင့်သာလောကဒဏ်ကိုခံနိုင်ရရှိခဲ့သူပါ။နှင်းငါတို့လက်ထက်ရင်ဒီထက်ပိုကောင်းတဲ့ဘဝကိုရောက်ရမယ်နော်ဟုကိုမင်းတန့်ကခဏခဏပြောလေးရှိတယ်။သို့သောထိုကတိများသည်ငွေကြေးနှင့်အာဏာရှိမှောက်တွင်နှင်းစီပွင့်ဖက်လေးများလိုလွှင့်စင်သွားခဲ့တဲ့ကိုမင်းတန့်သည်သူ့ကုမ္ပဏီပိုင်ရှင်၏သမီးချမ်းသာကြွယ်ဝသောဝေဝေနှင့်ရင်းနှီးသွားပြီးနောက်မနှင်းကိုအကြောင်းပြချက်မရှိဘဲလမ်းခွဲခဲ့တယ်။မိုးနှင်းငယ်ရွာနေတဲ့ညနေခင်းတစ်ခုမှာကိုမင်းတန့်ကမနှင်းရဲ့ဆိုင်လေးကိုရောက်လာခဲ့ပါတယ်။သူ့မျက်နှာကအရင်လိုမကြည်လင်တော့ဘူး။ကိုမင်းတန့်နင်းငါတို့ဒီလောက်နဲ့ပဲတော်ကြရအောင်ငါဘဝအတွက်ဒီထက်ပိုပြီးမြင့်မားတဲ့လှေကားထစ်တစ်ခုလိုအပ်နေပြီ။ဘာကိုဆိုလိုတာလဲကိုမင်းတန့်ကျမတို့အတူတူစူးစမ်းမယ်လို့ကတိပေးထားတာလေ။ကိုမင်းတန့်အချစ်ကဘိုင်းမဝဘူးနှင်းဝေဝေကငါ့ကိုကုမ္ပဏီရဲ့အရေးပါတဲ့နေရာပေးနိုင်တဲ့အခြေခံလူရန်စားဘဝကနေငါရုံထွက်ချင်ပြီးနားလည်ပေးပါငါတို့မတန်တော့ဘူးမနှင်းကမျက်ရည်ကိုထိန်းရင်းရှင်ရွေးချယ်လိုက်တာအခွင့်အရေးမဟုတ်ဘူးလူမဆန်တဲ့တစ္ဆာဖောက်မှုပဲသွားပါရှေ့ရဲ့ရွှေနန်းတော်ကြီးမှာပျော်အောင်နေပါကျမစီကိုတော့ဘယ်တော့မှပြန်လှည့်မကြည့်ပါနဲ့တော့မကြမီမှာပင်မြို့၏အခမ်းအနားဆုံးဟိုတယ်ကြီးတစ်ခု၌တထေးသမီးနှင့်ကိုမင်းတန့်တို့၏မင်္ဂလာပွဲသတင်းကသတင်းစာထဲတွင်ပါလာခဲ့တယ်ကိုမင်းတန့်မျှော်လင့်ထားသလိုတထေးသမီးနှင့်အိမ်အောင်ရေးသည်နတ်ပုံနန်းနန်းမဟုတ်ခဲ့ပါဝေဝေသည်ငွေရှိသလောက်အတ္တကြီးပြီးကိုမင်းတန့်ကိုလင်ယောက်ျားတစ်ယောက်ထက်သူ့အဖေဝယ်ပေးထားသောအယုတ်တရုတ်လိုသာဆက်ဆံနေတထေးအိမ်ကြီးရဲ့ညစာစားပွဲမှာဝေဝေကဝိုင်ခွက်ကိုကိုင်ရင်ကိုမင်းတန့်ကိုနှိမ်ချလိုက်ပါတယ်ဒီမှာမင်းတန့်ရှင်ဒီနေ့ဝတ်ထားတဲ့နက်ကတိုင်ကကျမစိတ်ကြိုက်မဟုတ်ဘူးပြီးတော့ရှင့်ဖေစီငွေလွှဲပေးတာကျမကိုဘာလို့မပြောတာလဲဒါကငါလာစားတဲ့ကငါမိဘကိုပေးတာလေဝေဝေမင်းဒီလောက်အထိချုပ်ချယ်ဖို့မလိုဘူးထင်တယ်ဝေဝေကလှောင်ပြုံးပြုံးရင်းရှင်မေ့နေပုံရတယ်နော်ရှင်လာစားကကျမဖေပေးနေတာရှင်ကိုကျမကလမ်းဘေးကနေဆွဲတင်ပေးလိုက်တာကျမကိုပြန်ပြောရအောင်ရှင်မှာဘာအရေးချင်းရှိလို့လဲကိုမင်းတန့်ဘာမှပြန်မပြောနိုင်ပဲခေါင်းငုံနေရတဲ့ထိုအချိန်တွင်မနှင်းဤကိုမင်းတန့်ပင်ပန်းနေပြီလားဆိုသည့်ဂယုစိုက်တန်လေးကိုကြားရောင်ကရင်ထဲနာကျင်သွားရတယ်။အိမ်တွင်းရေးနေ့စဉ်နှင့်အမျှဝေဝေဤမောက်မာမှုများကိုကိုမင်းတန့်ခေါင်းငုံခံတယ်။ပွဲလန်းသပင်များတွင်သာဟန်ဆောင်ပြုံးပြရပြီးအိမ်ပြန်ရောက်လျင်အထီးကျန်မှုကကြီးစိုးတယ်။သူဆွန့်လွတ်ခဲ့သောမနှင်းဤထမင်းကြိုင်လေးနှင့်နှွေးထွေးသောစကားသံများကိုသူစတင်လွှမ်းဆွတ်လာမိတယ်။ကိုမင်းတန့်ထွက်သွားပြီးနောက်မနှင်းသည်မျက်ရည်နှင့်အချိန်မဖြုံးခဲ့ပါသူမ၏နာကြီးချက်ကိုအနှစ်ချီတွင်အားရင်ဖြစ်ပြောင်းလဲလိုက်တယ်နေမအိတ်ညမအိတ်စူးစားရင်သူမ၏ဒီဇိုင်းများသည်ထူးခြားဆန်းသစ်မှုကြောင့်လူကြိုက်များလာတယ်နှင့်အနှဲငယ်အကြာတွင်ဒဲနှင်းဟူသောအမှတ်တစိတ်ဖြင့်အောင်မြင်သောဒီဇိုင်နာတစ်ယောက်ဖြစ်လာခဲ့တယ်ထိုအချိန်တွင်သူမ၏ဘဝထဲသို့ကိုရဲရင်ဆိုသောလုပ်ငန်းရှင်တဦးရောက်ရှိလာသည်ကိုရဲရင်သည်မနှင်း၏အရေးချင်းကိုလေးစားယုံသာမကသူမ၏စိတ်တန်ရာများကိုနားလည်ပေးနိုင်သောနှွေးထွေးသည့်အမျိုးသားတဦးဖြစ်သည်တနေ့တွင်မနှင်းဤခမ်းနားသောဒီဇိုင်းစတူဒီယိုထဲသို့လူတစ်ယောက်အင်ဂျီနွမ်းပါစွာဖြင့်ရောက်လာသည်ထိုသူမှာအိမ်အောင်ရေးအစင်မပြေမှုကြောင့်စိတ်တက်ကြပြီးလူပုံပြက်နေသောကိုမင်းတန့်ပင်ဖြစ်သည်နင်းကိုမခဲ့တယ်ကိုခွင့်လွှတ်ပေးပါကိုမင်းစီပြန်လာခဲ့တာပါဟုကိုမင်းတန့်ကတောင်းပန်တိုးရှိုးသည်နင်းကိုမခဲ့ပြီးအပြင်ပန်းဂုံပကသနာတွေနောက်လိုက်မိတာကိုဘဝငရဲကြနေသလိုပဲကိုတခါလောက်ခွင့်လွှတ်ပြီးအခွင့်ရေးပေးပါဦးမနှင်းကသူ၏မျက်လုံးကိုတဲတဲကြည့်ပြီးအေးဆေးစွာပြန်ပြောလိုက်တယ်ရှင်မားခဲ့တာကကျမကိုထားခဲ့တာမဟုတ်ဘူးရှင်ကိုရှင်တန်ဖိုးမထားခဲ့တာပါအခုကျမမှာကျမကိုနားလေတဲ့ကျမရဲ့အောင်မြင်မှုကိုဂုဏ်ယူပေးတဲ့လူတစ်ယောက်ရှိနေပြီကိုရဲရင်ကမနှင်းပေးမှာရက်လိုက်ရင်ကိုမင်းတန့်ကျွန်တော်ကတော့နှင်းကိုခမားလိုဘယ်တော့မှအထီးကျန်အောင်မထားဘူးခမားထားခဲ့တဲ့နှင်းစီပွင့်လေးကအခုတော့တလောကလုံးမှွေးပြက်တဲ့ပန်းခင်းကြီးဖြစ်နေပြီမနှင်းကကိုမင်းတန့်ပြန်มาတော့ကျမဘဝမှာရှင်အတွက်နေရာမရှိတော့တာကြာပါပြီဒီမှာရှင်အတွက်မျက်ရည်တစ်စက်တောင်မကျန်တော့ဘူးကိုမင်းတန့်သည်နောင်တများစွာဖြင့်ထွက်ခွာသွားရစဉ်မနှင်းဤနံဘေးသို့ကိုရဲရင်ရောက်လာသည်ကိုရဲရင်ကမတက်နှင်းဤပခုံးကိုနှွေးထွေးစွာဖတ်လိုက်ရင်အားလုံးအစဉ်ပြေရဲ့လားနှင်းဟုမေးတယ်မနှင်းကပြုံးလိုက်တယ်ထိုပြုံးသည်အတိတ်ကနာကျင်မှုတွေကင်းစင်နေသောအပြုံးမျိုးဖြစ်တယ်မကြမီမှာပင်မနှင်းနှင့်ကိုရဲရင်တို့သည်အပြန်အလှန်နားလည်မှုလေးစားမှုတို့ဖြင့်တိဆောက်ထားသောပျော်ရွှင်စရာအိမ်အောင်ရေးတစ်ခုကိုစတင်ခဲ့ကြလေတော့တယ်
ရန်ကုန်မြို့ရဲ့အထင်ကရဟိုတယ်ကြီးတစ်ခုရဲ့ခန်းမဆောင်တစ်ခုလုံးသည်ပန်းလူရောင်နှင့်အဖြူရောင်နှင်းစီပွင့်များဖြင့်ဝေစာနေသည်ယနေ့သည်နာမည်ကျော်ဒီဇိုင်နာမနှင်းနှင့်လူငယ်လုပ်ငန်းရှင်ကိုရဲရင်တို့၏မင်္ဂလာအိတ်ခံပွဲဖြစ်သည်သူတို့သမီး၏ထဲဝါမှုမနှင်းသည်သူမကိုယ်တိုင်ဒီဇိုင်းထုတ်ထားသောရိုးရာဝတ်စုံအဖြူထည်လေးကိုဆင်မြန်းထားသည်အတိတ်ကနာကျင်မှုတွေကသူမကိုပုံမရင်းကျက်တည်ငြိမ်စေခဲ့ပြီးယနေ့တွင်တော့သူမ၏မျက်နှာထက်၌စစ်မှန်သောပျော်ရွှင်မှုအလင်းတန်းများဖြာထွက်နေသည်ကိုရဲရင်ကမနှင်း၏လက်ကိုတင်းတင်းဆုပ်ကိုင်ရင်းနှင်းဒီနေ့နှင်းကကဘာပေါ်မှာအလှဆုံးပဲကိုဘွားရဲကိုရောက်လာပေးလို့ကျေးဇူးတင်ပါတယ်ကိုရဲရင်ကသာနှင်းရဲ့ပြိုလဲနေတဲ့ကဘာကြီးကိုပြန်လဲတိဆောက်ပေးခဲ့တာပါနှင်းလဲကျေးဇူးတင်ပါတယ်ဧည့်သည်တော်များစီကားနေသောခမ်းမအပြင်ဘက်မှောင်ရိပ်ကျနေသောထောင်တစ်ခုတွင်လူတစ်ယောက်ရက်ကြည့်နေတဲ့ထိုသူမှာကိုမင်းတန့်ဖြစ်တဲ့သူသည်ဝေဝေနှင့်ပွာရှင်းပြက်ဆဲပြီးနောက်အရာအလုံးဆုံးရှုံးခဲ့ရသူပါတထေးသမီး၏အနိုင်ကျင့်မှုနှင့်အဆက်ခွဲမှုများကြားတွင်သူသည်လူအဖြစ်ပင်မတတ်မှတ်ခံခဲ့ရပေသူ၏မျက်လုံးထဲတွင်မနှင်းကိုကြည့်ရင်နောင်တမျက်ရည်များဝဲနေသည်ငါဆုံးလွတ်ခဲ့တဲ့မိန်းကလေးဟာတကယ်တော့ငါဘဝရဲ့တခုတည်းသောယတနာဖြစ်ခဲ့တာပဲအခုတော့သူမဟာငါလှမ်းမမီနိုင်တော့တဲ့ကျဲတပွင့်ဖြစ်သွားပြီကိုမင်းတန့်သည်ခမ်းမထဲသို့ဝင်ဝန်းသည့်တတိမရှိပါသူသည်နောင်တများရကလူအုပ်ကြားထဲတွင်တိတ်ဆိတ်စွာပျောက်ကွယ်သွားခဲ့လေသည်စင်မြင့်ထက်တွင်အခမ်းအနားမှူးကမင်္ဂလာလက်စွပ်လဲလှယ်ရန်ကြေညာလိုက်သည်ကိုရဲရင်ကနှင်းကိုဂရိပေးပါတယ်နှင်းရဲ့ရှေ့ဆက်မဲ့လမ်းတိုင်းမှာကိုကအရေးတစ်ခုလိုအမြဲရှိနေမယ်နှင်းရဲ့အောင်မြင်မှုတွေကိုဂုဏ်ယူပေးမယ်နှင်းရဲ့ပင်ပန်းမှုတွေကိုဝေမျှခံစားပေးမယ်မနှင်းကပြုံးလျက်နှင်းအတွက်တော့ချမ်းသာကြွယ်ဝမှုထက်နားလည်မှုကပိုရေးကြီးတယ်ဆိုတာကိုကိုရဲရင်ကတက်တည်ပြခဲ့တာပါကျမတို့ရဲ့အနာဂတ်ကိုအတူတူလှလှပထုစစ်ကြရအောင်နော်ပရိသတ်များ၏လက်ခုပ်တံများဟိန်းထွက်သွားစဉ်မနှင်းသည်သူမ၏မင်္ဂလာပန်းစည်းကိုနောက်သို့လွှဲပစ်လိုက်တဲ့ထိုပန်းစည်းသည်လေထဲတွင်ဝဲပြန်သွားပြီးနောက်ထပ်ချစ်ချင်းမြတ်တာကိုရှာဖွေနေသည့်လူငယ်လေးတဦး၏လက်ထဲသို့ကျရောက်သွားတယ်အတိတ်ကစုခတ်များကိုကြော်လွန်ကမနှင်းသည်သူမထိုက်တန်သောနှွေးထွေးသည့်ရင်ခွင်နှင့်ထာဝရအိမ်အောင်ရေးရကိုအောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပါတော့တယ်။ကြိုက်နှစ်သက်မယ်ဆိုရင် like and share လုပ်ပေးခဲ့ပါဦးရှင်။နောက်ထပ်ဘလို့ဇာတ်လမ်းများအားတင်ဆက်ပေးရမလဲဆိုတာ comment တွင်ရေးခဲ့ပေးလို့ရပါတယ်ရှင်။ကြည့်ရှုသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။